အကယ်၍သင်ကားမောင်းနေရင်းနဲ့မိသားစုပုံလေးပါပြီးစောင့်ဆိုင်းနေသည်လို့ရေးထားတဲ့ဆိုင်းဘုတ်ကိုမြင်ရင်လစ်လူမရှုပါနဲ့အရန်သတိထားပါဘာလို့သတိထားရမှာလဲလမ်းပေါ်ကိုမိသားစုတစ်ခုခုရုတ်တရက်ဖြတ်ကူးလာမှာမို့လို့လားအကြောင်းရင်းကိုကျွန်တော်ပြောပြပါရစေဒါပေမဲ့အဲ့ဒီမတိုင်ခင်အကယ်၍သင်ဟာဒီကြောင်လေးကိုချစ်စရာကောင်းတယ်လို့ထင်ရင် like နဲ့ subscribe လုပ်ပေးခဲ့ပါကြောင်လေးတိုင်းဟာသူတို့နဲ့ထိုက်တန်တဲ့ဘဝမျိုးကိုမရရှိကြပါဘူးအချို့ဆိုရင်အိမ်မရှိဂရုစိုက်မဲ့သူမရှိပဲအပြင်မှာပဲစွန့်ပစ်ခံထားရပြီးတစ်ချိန်တစ်ခါလောက်ပဲဖြစ်ဖြစ်ကျဉ်းနာမှုလေးကိုစောင့်မျှော်နေကြရရှာပါတယ်တခါတလေမှာသူတို့ကိုတယောက်ယောက်ကသတိပြုမိပြီးအခွင့်အရေးလေးတစ်ခုပေးလိုက်ဖို့ပဲလိုအပ်တာပါကြောင်လေးတိုင်းဟာချစ်ချင်းမေတ္တာဘေးကင်းမှုနဲ့ခိုလုံရအိမ်လေးတစ်လုံးပိုင်ဆိုင်ထိုက်တယ်လို့တင်ယုံကြည်ရင်ခါမက်မှာနှလုံးသားပုံလေးရေးပေးခဲ့ပြီးဒီသတင်းစကားကိုမျှဝေပေးပါအမှန်တရားကတော့ဒါပါပဲဒီဆိုင်းဘုတ်ဟာတရားဝင်သတ်မှတ်ထားတဲ့လမ်းညွှန်အမှတ်အသားတစ်ခုမဟုတ်ပါဘူးဒါဟာရင်မတော်တဆမှုတွေခဏခဏဖြစ်တတ်တဲ့နေရာတွေမှာရင်မောင်းသူတွေအရှိန်လျှော့ဖို့နဲ့ပိုပြီးသတိထားမောင်းနှင်ဖို့သတိပေးထားတဲ့ဖန်တီးမှုတစ်ခုပဲဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့နေ့တစ်နေ့ရဲ့အဆုံးသတ်မှာတင်အပြင်ထွက်သွားတိုင်းတင့်ကိုအိမ်မှာအန္တရာယ်ကင်းကင်းနဲ့ပြန်လာမှာကိုစောင့်မျှော်နေတဲ့မိသားစုရှိနေလို့ပါပဲတင့်ကိုအမြဲတမ်းစောင့်မျှော်နေမဲ့သူရှိနေတာမို့လို့သူတို့ကိုထာဝရစောင့်နေရအောင်မလုပ်ပါနဲ့အန္တရာယ်ကင်းစွာမောင်းနှင်ပါ